ဒီကြက်ကဒါခုန post မှာတင်တဲ့ကောင်နဲ့ဒါညီကိုနှစ်ကောင်နဲ့အရင်ဒီကြက်ကတော့ဝိဒါ29လောက်ပဲရှိတယ်။ကောင်က30ပူလောက်ရှိတယ်။ဒီကြက်မနေ့ကလည်းနဲ့20လောက်ဒါပုတ်ထားတာ။ဒီကြက်လေးရှင်နေကောင်းတယ်။အဲ့တော့ယူရီးယားကင်တဲ့ကောင်တစ်ကောင်နဲ့ဗမာကင်တဲ့ကောင်တစ်ကောင်နဲ့ဒါဒီဇက်လန်လေးဥပူတော့ပြောပြမယ်။ယူရီးယားကင်တဲ့ကောင်ဗမာကြက်သမားယူရီးယားမှန်တိသွားပြီဆိုဒီကောင်ကိုတိုက်ဖို့ဟာသိမလွယ်တော့ဘူး။ဘာဖြစ်လို့လဲဆိုယူရီးယားကိုကြောက်ကြတယ်။ဒါပေမဲ့ဒီကောင်ကြောက်တယ်ဆိုတာကြောက်ရှင်အောင်ဆောင်းနေတာနော်အခုခေတ်ကကောင်တွေကလူငယ်တွေကတားတော်နေယူရီးယားဆိုတဲ့ဘာသာကိုသူတို့ကဘာကြာချီလာတဲ့အချိန်မှာဘာတွေတိလာတော့ဆိုတော့ယူရီးယားကြက်စိတ်ကြက်တယ်မကောင်းဘူးကြက်ကစားကွက်မှားတယ်စင်ကန်တိုးတိုးဒီကစားကွက်တွေဒီလိုရှိတယ်ဒီလိုကြက်စိတ်ကြက်တယ်ဒီလိုရှိတယ်ဆိုတာဒါကြက်သမားတော်တော်များများတဖြည်းဖြည်းနဲ့တိလာကုန်ညာအဲ့တိလာကုန်ညာတဲ့ခါကျတော့ယူရီးယားတူနာကိုလက်ကလိုက်တယ်သူကန်ကြည့်လိုက်မယ်ဝါကြည့်လိုက်မယ်သူလုံးလုံးမစီဘူးပေါ့အဲ့ဒါကောင်စိတ်ဝင်စားဘူးကြောက်တယ်ယူရီးယားကိုကြောက်တယ်အမှန်ကြောက်ရှောင်ဆောင်နေအောင်တော့ယူရီးယားကိုသူတို့ဘလို့နီးနဲ့နိုင်မယ်ဆိုတာအခုကြက်တခင်တွေတော်တော်များများတိလာပြီကြက်တခင်တွေတော်တော်များများတိလာပြီယူရီးယားကိုကနှုတ်ပြီးအောက်ကောင်ကြိုက်တတ်တာတို့အထောင်ဆိုရင်လည်းအထောင်ဆိုတဲ့ဟာကိုဆွဲတတ်တဲ့ဟာတို့ဖြီတာချွတ်တာပေါင်းတာပါတာတို့ငုတ်ပါတာတို့ဒီလိုဟာမျိုးနဲ့ဆိုရင်ယူရီးယားကိုအားစီးတယ်ဆိုလို့ရှင်တော်နဲ့ရှာမှာအဲ့တော့မင်းယူရီးယားကင်ထားကောင်မင်းတို့သတိတော်ထားမင်းတို့ဗမာကင်ထားတဲ့ကောင်တွေမကြောက်တော့ဘူးနော်အရင်လိုမဟုတ်ဘူးအခုမကြောက်တော့တားလဲကုန်ပြီအဲ့တော့မင်းတို့ကိုကြောက်ရှင်အောင်ဆောင်းနေတာမင်းတို့တာတာနဲ့မင်းရဲ့လယ်နဲ့မင်းရဲ့တူအားကို तू ကတာတယ်ငုတ်ပါတယ်နှုတ်ပြီးဖမ်းတာကောင်းတယ်ဆိုလို့ရှိရင်မင်းတို့ကိုချမှာမင်းတို့ကစားကွက်မှားတဲ့ချိန် तू နှုတ်ပြီးဖမ်းလို့ခေါင်းတစ်လုံးခွမိတယ်တနေရာကိုခွမိတယ်တွေးသက်တန်ယူဖြစ်တယ်နာကျင်သွားအောင်ခွမိရဆိုရင်မင်းတို့ယူရီးယားကစားကွက်ကတော်တော်ပြက်စီးသွားမှာလုံးဝလာကျွေးတဲ့အစဉ်စီဖြစ်မှာအဲ့တော့လာကျွေးတဲ့အစဉ်စီဖြစ်လို့ရှိရင် तू ကအာတာသွားတော့အဲ့တော့မင်းတို့ယူရီးယားတွေကိုမတိုက်ဘူးကြောက်နေတယ်လို့ပြောနေတာမင်းတို့ကောင်တွေသတိထားနော်မင်းတို့တိုက်မှာ तू ကပတ်လဲမစီးဘူးမတာသေးလို့မတိုက်သေးတာဟုတ်လားအဲ့တော့နောက်ဆုံးကြတော့ယူရီးယားကိုခံပြီဆိုတာနဲ့တပြိုင်တည်း तू ကပို့ပြီးတော့ခံတဲ့အလုပ်ကိုတွားလုပ်လို့ရှိရင်အချုံးမြန်သွားမှာအဲ့တော့ယူရီးယားအောက်ကြီးကျသွားပြီဆိုလို့ရှိရင်ဒါထပ်မစားတော့နဲ့ယူရီးယားအပေါ်ကြီးကျက်အောက်ကြီးကျသွားပြီဆိုထပ်မစားတော့ဒါချုံးဖို့မြန်သွားပြီနော်အဲ့တော့ယူရီးယားကင်တဲ့ကောင်လေးမင်းတို့တာကြီးကိုတင်ယူရီးယားငါတို့ယူရီးယားကင်ထားရဲဆိုပြီးတော့အထင်မကြီးနဲ့ဒီခေတ်လူငယ်တွေတားလဲကုန်ပြီမင်းတို့တကယ်တမ်းကျတော့မကတ်ရဲဘူးဆိုတာကြောက်ရှင်အောင်ဆောင်းနေတာမတာသေးလို့ဟဟလားနော်မင်းတို့ကြောက်ရှင်အောင်ဟန်ဆောင်းနေတာပါလို့ဗမာရက်သမားဟဟလား